ဂျပန်အင်တာဗျူးဝင်တဲ့အခါမှာကျောင်းသားတွေကြီးကိုလျှော့ခိုင်းဆိုတဲ့အခါမှာမှားတတ်တဲ့အမှားတွေကိုကျွန်တော်ဒီနေ့ share တွေလုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့皆さんတို့ရဲ့ကြီးကိုလျှော့ခိုင်းနေအဆင်ပြေမပြေကိုဒီဟာလေးနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးနဲ့ခက်ခုနေပြန်ပြီးတော့လုပ်ချင်ရင်လုပ်လို့ရတယ်လို့ပြောချင်ပါတယ်နံပါတ်1အမှားတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တော်တော်များများကကျွန်တော်အတန်းနေမှာလဲကျွန်တော်တွေ့ဘူးတယ်ပေါ့နော်တွေ့တယ်自己紹介をさせていただきます本日ありがとうございますとかよろしくお願いいたしますとかဒီလိုမျိုးတွေပြောကြတယ်ပေါ့နော်အဲ့တော့ဘာမေ့နေကြတယ်လဲဆိုလို့ရှိရင်自己紹介မစခင်မှာပြောကြတယ်ပေါ့自己紹介をさせていただきます自己紹介လုပ်ပါလို့ပြောတာကို自己紹介လုပ်ခွင့်ပြုပါလို့ကျွန်တော်ခွဲတောင်းနေစရာမလိုဘူးပေါ့အဲ့စာကြောင့်နေအဓိကအဖြစ်မလိုဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘာကအဓိကလိုလဲဆိုလို့ရှိရင်自己紹介ကိုလုပ်ပါလို့ပြောလို့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးဘာလုပ်ရမလဲဆိုရင်挨拶လုပ်ရမယ်挨拶က大事နေအရေးတကြီးလုပ်ရမယ်အရေးတယူလုပ်ရမယ်ဂျပန်လူမျိုးတွေကအိုက်ဆတ်ဆုပ်ကိုအလေးထားတဲ့လူမျိုးတွေထဲမှာပါတယ်အိုက်ဆတ်ဆုပ်မလုံးရင်အိုကာရှိဖြစ်တယ်ဆိုတဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်တောင်းနိုင်နေကျွန်တော်နိုင်ငံနဲ့မတူကျွန်တော်နိုင်ငံအိုက်ဆတ်ဆုပ်လုပ်တဲ့လူကတောင်းနိုင်နေအများနဲ့အိုက်ဆတ်ဆုပ်လုပ်နေဟိုကျွန်တော်ယူနေလို့ပြောခံရတာဆိုတော့ကျွန်တော်နိုင်ငံနဲ့ဂျပန်နိုင်ငံတွေကချီကာကိုဖြစ်တယ်မတူညီတဲ့အတွက်ကြောင့်ကျွန်တော်အိုက်ဆတ်ဆုပ်ကိုမဖြစ်မနေအရင်ဆုံးလုပ်ရပါမယ်အဲ့တော့အိုက်ဆတ်ဆုပ်မလုပ်ဘဲနဲ့ကြီးကိုရှော့ကန်ကိုဆက်စစ်တဲ့ data ခိမတူပါတော့အဲ့ဒါနောက်မှာအဲ့ဒါထည့်ချင်တယ်မထည့်ချင်တဲ့ကိစ္စမရှိဘူးအဓိကအိုက်ဆတ်ဆုပ်ကိုမဖြစ်မနေချုပ်လုပ်ပေးရမယ်ဆိုတာကိုသိထားဖို့လိုပါတယ်ခင်ဗျာနံပါတ်2အချက်ကျွန်တော်တို့ရဲ့နာမည်တွေကိုပြောတဲ့အခါမှာဆိုရင်ဘယ်လိုပြောရမလဲဆိုလို့ကျွန်တော်တို့ရဲ့နာမည်ဟာကျွန်တော်တို့ကနိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းပြောဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ကအလင်းစလို့ပြောလိုက်မယ်မြင်ဆန်ဆန်ပြောလိုက်မယ်ဆိုလို့ကျွန်တော်တို့နာမည်ကိုမမှတ်မိတော့တာမျိုးတွေမမှတ်မိနိုင်ဘူးပေါ့နော်ကျွန်တော်တို့တောင်မှပဲဂျပန်နိုင်ငံရောက်တဲ့အခါမျိုးမှာဆိုလို့ဂျပန်လူမျိုးတွေရဲ့နာမည်ဆိုလွယ်ကူနဲ့မမှတ်မိဘူးတော်ကိုလေ့လာယူရတယ်မှတ်ယူရတယ်ပေါ့နော်ခတ်တာကိုနိုင်ငံနဲ့ကိုလူမျိုးရဲ့နာမည်ပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်အစင်မပြေတယ်လို့ပဲသူတို့တွေလည်းပဲအဲ့လိုပဲပေါ့နော်သူတို့လူမျိုးတွေရဲ့နာမည်တွေကိုမှတ်ရတာသူတို့အရန်ခတ်တာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်တို့ကနာမည်တွေကိုပြောတဲ့အခါမှာဖြည်းဖြည်းချင်းပြောပါဖြည်းဖြည်းချင်းပြောအောင်တယ်မှာကောကျွန်တော်ရဲ့ nickname ပေးဖို့လိုတယ်ပေါ့နော်ကိုဘယ်လိုခေါ်စေချင်တဲ့နာမည်အဲ့လိုမျိုးနာမည်ကိုရွေးတဲ့အခါမှာလဲခေါ်လို့ရကောင်းမဲ့နာမည်မျိုးပေါ့နော်ခေါ်လို့ကောင်းမဲ့နာမည်မျိုးကိုခေါ်လိုက်တာနဲ့ကိုလည်းကောင်းကြားရကိုကောင်းနားလည်မဲ့နာမည်မျိုးသူတို့အနေနဲ့လည်းတိတိကျကျခေါ်နိုင်မဲ့နာမည်မျိုးလေးကိုနာမည်ထဲမှာရှိတဲ့ဟာလေးတွေကိုရွေးပြီးတော့ပြောရင်တော့ပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ကအကြံပေးချင်ပါတယ်နံပါတ်3အချက်နံပါတ်3ကဘာလဲဆိုလို့ရှိရင်တော့ပေါ့လေနာမည်တွေကိုပြောတဲ့အခါမှာမှားနေတဲ့အရာတွေရှိတယ်ပေါ့နော်ဝါတာရှိဝနာနီဝါတာရှိနောနာမအေဝနာနီတိုမိုရှိမတ်နာမအေနဲ့တိုမိုရှိမတ်တွဲသုံးတာမျိုးဆိုရင်မှားတယ်လို့ပြောလို့ရတယ်အဲ့ဒါကမတုံ့ရဘူးပေါ့နော်ဝါတာရှိဝနာနီတိုမိုရှိမတ်တို့ကဝါတာရှိနောနာမအေဝနာနီတက်စ်တို့ကဒီလောက်ဆိုရင်ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့မြန်မာတော်တော်များများမှာဆိုလို့ရှိရင်နာမအေနဲ့တိုမိုရှိမတ်ကိုတွဲသုံးတယ်ဒါဆိုလို့ရှိရင်ယဉ်ကျေးလွန်းတယ်လို့ထင်ကြရပါတော့ဒါအဆင်မပြေဘူးဒါမှားနေပါတယ်အဲ့တော့အဲ့လိုမျိုးသုံးလို့မရဘူးဆိုတာတတိထားပါနံပါတ်4အချက်နောက်ကတော့ nickname ကိုပေးတဲ့အခါမှာပေါ့နော်တချို့တော်တော်များများဘယ်လိုလာကြလဲဆိုရင်ယွန်းသေးမူအီတက်နဲ့လာကြတယ်ယွန်းသေးမူအီတက်ကမှားတယ်လို့တော့မပြောဘူးဆိုပေမဲ့ရိုင်းနေလို့ပြောလို့ရတယ်ပေါ့နော်တော်တော်များများတချို့train ပေးတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်အတန်းထဲမှာလည်းတွေ့ရဆန်းစီယွန်းတက်ခူတာဆိုင်ဆိုလို့ရှိရင်အမေပေးတဲ့ပုံစံကြီးပေါက်နေတယ်ယွန်းသေးမူအီတက်လောက်မှအဆင်ပြေရလို့ပြောရဲလို့ပေါ့နော်ပတန်အရကိုကယွန်းတဲ့ခူတာဆိုင်မရိုင်းဘူးမရိုင်းတဲ့ထဲမှာပါတယ်ယွန်းတဲ့ခူတာဆိုင်ခေါ်ပေးပါမြန်မာလိုဘာသာပြန်ရင်တော့ရိုင်းတယ်လို့ထင်တယ်ကျွန်တော်မြန်မာတွေကြိုက်အောင်ခေါ်တာမှမဟုတ်တာမြန်မာတွေကြိုက်အောင်ပြောရတာမဟုတ်တာဂျပန်ကြိုက်အောင်ပြောတာဖြစ်တဲ့အတွက်ယွန်းတဲ့ခူတာဆိုင်တုံးလို့ရတယ်ယွန်းတဲ့မို့အေးတယ်ဆိုရင်မရဘူးအထက်ကလူကြီးတွေကနေပြီးတော့အောက်ကလက်အောက်ငယ်သားကိုပေါ့နော်တခုခုအမိန်ပေးတဲ့ပုံစံမျိုးကိုသွားကြမိပြီးတဲ့အခါမျိုးပဲဖြစ်ပေါ့နော်အထက်ကလူကအောက်ကလူကိုတုံးလို့ရပေမဲ့အောက်ကဒီလက်အောင်ငယ်တာကအထက်လူကြီးကိုပြန်တုံးတဲ့အခါမှာမရင်ကြီးရရောက်တဲ့အတွက်ကြောင့်ယွန်းတဲမူအေးတက်ဆိုလို့ရှင်လဲတုံးလို့မရပါဘူးအဲ့နေရာတွေမှာလည်းတတိထားပြီးတော့ပြောဆိုချင်ပါတယ်နံပါတ်4အချက်ကတော့ကြည့်ကိုလျှော့ခိုင်းနေမှာမချီးမဆန်လေးပြစ်တိတ်ပြီးတော့ထည့်တာမျိုးပေါ့နော်ဘာမှမေးစရာမရှိလောက်အောင်ထည့်တာမျိုးမလုပ်ပါနဲ့ဒါဆိုလို့ရှိရင်မင်းကြီးကိုလျှော့ခိုင်းအောင်နားထောင်ကြမှာမဟုတ်တော့ဘူးမင်းကြီးကိုလျှော့ခိုင်းဟာစိတ်ဝင်စားဖို့မကောင်းတော့ကြီးကိုလျှော့ခိုင်းဟာကြီးကိုလျှော့ခိုင်းလောက်ပဲဖြစ်အောင်တဲ့ပါအရန်ကြီးတိုးစရာမလိုအရန်ကြီးရှည်စရာမလိုအဲ့လိုပဲကျွန်တော်တို့အနေနဲ့ကြီးကိုလျှော့ခိုင်းတစ်ခုကိုဖန်တီးတဲ့အခါမှာငါ့ကိုမေးစရာမရှိဘူးအကုန်ထက်မှဆိုလို့ရှိရင်တကယ်လည်းမေးစရာမရှိဘူးဘာမေးလို့မေးရမှန်းမသိတော့ဘာမေးလို့မေးရမှန်းမသိတဲ့အခါမှာမမေးတဲ့မေးခွန်းတွေလာတတ်တယ်အဲ့တော့ခုအနေနဲ့ကြီးကိုလျှော့ခိုင်းကိုဖန်တီးတဲ့အခါမှာတစ်ဖက်လူကိုစိတ်ဝင်စားလာအောင်မေးခွန်းတွေမေးချင်လာအောင်ဖန်တီးရတာဖြစ်တယ်
ဖန်တီးရတာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကမေးခွန်းမေးစရာမရှိအောင်အကုန်လုံးပြုတ်တိတ်ပြီးတော့ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကြည့်ကိုရှော့ကိုင်းကပြင်းစရာကောင်းတယ်နောက်ထောင်ရတာအရန်ကြတယ်အရန်ပြင်းဖို့ကောင်းတယ်စိတ်ဝင်စားဖို့မကောင်းတော့အဲ့လိုကြည့်ကိုရှော့ကိုင်းမျိုးမကြိုက်ဘူးတချို့ဆို2မိနစ်မကောင်း3မိနစ်4မိနစ်လောက်ဒီပြောတဲ့ကြည့်ကိုရှော့ကိုင်းတွေရှိတယ်ဘယ်လို့မှအဆက်မပြေဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီအချက်ကလေးဆိုလို့ရှိရင်ကြည့်ကိုရှော့ခိုင်းမှာဒါဒတ်ထားရမယ့်ချက်တွေဖြစ်ပါတယ်နောက်ထပ်လည်းရှိသေးတယ်ပေါ့နော်ဒတ်ထားရမယ့်ချက်တွေโอเคဒါလို့ဒီလောက်ပဲကြည့်ကိုရှော့ခိုင်းမှာဆိုလို့ရှိရင်ဒတ်ထားရမယ့်အချက်ကလေးတွေကိုညှဝေခြင်းပဲဖြစ်ပါတယ်ကျေးဇူးပါဘိုင်ဘိုင်ကျွန်တော်ဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင် like and follow လုပ်ပေးခဲ့ကြအောင်လို့ပြောချင်တဲ့မေးချင်တဲ့အရာလေးလည်း comment မှာမေးပေးလို့ရပါတယ်ကျွန်တော်အားတဲ့ချိန်ဖြည့်ပေးပါမယ်ဗျကျေးဇူးပါ